ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာဒါကျွန်တော်ရဲ့ဒါကျွန်တော်တူလေးနဲ့စမ်းသပ်ထားတဲ့ဒုတိယမြောက်ဗီဒီယိုလေးပေါ့ကျွန်တော်ရဲ့အိမ်အောင်ဖေးမှာဒါကျွန်တော်နှစ်ပတ်တခါလုပ်နေကြဒီမျက်ရည်တဲ့အလုပ်ကလေးပေါ့ဒီမှာ UK မှာကတော့ရန်အေးတဲ့အချိန်ဆိုရင်တော့ကျွန်တော်တို့အဲ့လိုမျိုးမရိပ်ကြဘူးပေါ့နော်သူက winter ဆိုရင်လည်းပဲမြက်ကအဲ့လိုကြီးမရှိဘူးပေါ့အခုဆိုရင်ဒီ winter ကုန်ပြီးတော့နွေရာသီကိုပြန်ဝင်လာတဲ့အခြေအနေလေးဖြစ်နေပြီဆိုတော့နေသားတဲ့နေ့လေးမှာစိတ်လည်းအပန်းပြေမြက်ကလေးလည်းရိပ်ပြီးပေါ့နော်ကိုမြက်ခင်လေးလည်းတက်တက်ရရဖြစ်အောင်လို့ကျွန်တော်ရဲ့ဒီနေ့မျက်ရည်တဲ့နေ့ကလေးပေါ့ဒီကျွန်တော်အခုမျက်ရည်ဆက်ကလေးကဒီလုံးမိုးကလေးကတကယ်ဆိုရင်တော့ကျွန်တော်အရင်ကတော့ဒီ keypad နဲ့တုံးတယ်တိတ်အဆင်မပြေဘူးပေါ့နော် convenient မဖြစ်ဘူးဒါလေးကတော့ wireless လည်းဖြစ်တယ်သူ့ရဲ့ extra battery လေးနဲ့ဆိုတော့မျက်ခင်းပြင်တစ်ပြင်လုံး AC လေးရိပ်လို့ရတာပေါ့နော်ဘာပဲဖြစ်ဖြစ်ဒီမျက်ခင်းလေးကိုရိပ်ပြီးတဲ့အခါမှာပြီးမြောက်မှုဆိုတဲ့ခံစားချက်လေးတွေခံစားရတယ်ပြီးတော့စိတ်ထဲမှာ relax ဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ရဲ့ဒီနိုင်ငံခြားမှာနေရတဲ့လူတွေအားလုံးရဲ့ life ကalways stress အောက်မှာပဲနေကြရတဲ့ခါကျတော့ဒီလိုမျိုး weekend လေးကိုပိုင်အချိန်လေးတစ်ခုအနေနဲ့ကိုမကိုအကျိုးရှိပေါ့နော်အတုံးချရင်ကျမ်းမိုက်လေးလည်းကောင်းတယ်နောက်ဖေးမှာနေကောင်းလေးတန်လေးလည်းရမယ်အဲ့လိုစိတ်ကလေးလည်းအဲ့လိုမျိုး mindfulness ပေါ့တည်တည်ငြိမ်နေတဲ့ကိုယ့်ဟာနဲ့ကိုယ်အာရုံလေးစိုက်ပြီးတော့လုပ်ရင်းနဲ့ကျွန်တော်ရဲ့ဒီ weekend ရဲ့ဒီအချိန်လေးတစ်ချိန်ကိုကျွန်တော်ဒီလိုကုံဆုံးတယ်ပေါ့နော်ဒါတကယ်ပါဒီကို့မှာအင်္ဂလိပ်တစ်လုံးရှိတယ်ဆိုရင်နောက်ဖေးမှာဒီလိုမျက်ခင်းလေးတစ်ခုထားပြီးတော့ဒီစိတ်ကလေးလည်းငြိမ်ချမ်းတယ်အင်္ဂလိပ်တက်တက်ရဖြစ်တယ်ပေါ့နော်ဒီကျွန်တော်တော့ property တွေကိုအဲ့လိုရောင်းဝယ်လုပ်တဲ့အလေးချင်းရှိတော့အိမ်ပြန်ရောင်းတဲ့အခါမှာလည်းဒီမျက်ခင်းလေးတွေထိမ့်သိမ်းထားတာကဒီဈေးကွက်မှာလူလဲပိုကြိုက်စေပါတယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးတစ်ခုကျွန်တော်ထပ်ပြီးတော့ဖန်တီးပါဦးမယ်အခုလိုအချိန်ပေးပြီးကြည့်ရတဲ့တွေအားလုံးကျေးဇူးထူးတင်ပါတယ်ခင်ဗျာကောင်းသောနေ့ကလေးဖြစ်ပါစေ